ပရီဒါဗီလာရီယယ်နဲ့ပွဲမပေါဆိုရင်တော့ကျွန်တော်တို့ဘာစီလိုနာအသင်းကတော်တော်လေးကိုတိုင်မမဲ့အနေထားမှာရှိတယ်အားလုံးပဲမင်္ဂလာခင်ဗျာဘာစီလိုနာအကြောင်းတွေတင်ဆက်ပေးနေတယ်ဘာကာဖန်ဆီယာမှကြိုဆိုပါတယ်အခုကျွန်တော်တို့ဘာစီလိုနာအသင်းမှာကျွန်တော်မကြားကျင်တဲ့သတင်းကူတက်နေတယ်တောက်ကြနေတာ group training မှာပက်ဒရီကမစင်းမဲ့နဲ့ခြေစလုံးကြွတာတန်ရအသေးစားရနေရပြောတယ် group training မစင်းမဲ့နဲ့တယောက်တည်း individual training ဆင်းနေရတယ်သူဒဏ်ရာတွေပြန်ပြီးတော့တက်တာလာပြီးတဲ့နောက်ပိုင်းပါဝင်လာတဲ့ပွဲတွေတော်တော်များများပက်ဒရီကအဓိကနေရာကစားပြီးတော့ပွဲတိုင်းနှီးပါကိုလည်းအနိုင်ရရှိအောင်ဆော့ထားတယ်ဒါသူ့ရဲ့လုံးဝကျွန်တော်တို့ဘာစီလိုနာအသင်းမှာဘယ်လောက်အရေးကြီးလဲဆိုတာသိထားတယ်ဗီလာရီရဲ့ပွဲမှာပက်ဒရီပါအဓိကအဆုံးဖြတ်တော့ဒီစနေနေ့မနက်မှာလုပ်မဲ့ group training မှာပက်ဒရီက group training ကိုမစင်းနိုင်ဆိုရင်တော့နေ့ကနေနေ့မြန်မာစံတော်ည9:45ကဗီလာရီရဲ့ပွဲကိုတေချာပေါက်လွှဲကြုံမှာဖြစ်ပါတယ်ဒါကြီးတော့တော်တော်လေးကိုစိုးရဲ့အနေထားမှာရှိတယ်နောက်ထပ်သတင်းတစ်ခုကတော့မာကာရက်ရှ်နဲ့ဘာစီလိုနာရဲ့အားကစားဘုတ်ဖွဲ့မာကာရက်ရှ်ကိုနောက်နှစ်နွေရာသီမှာခေါ်ဘလို့မခေါ်ဘလို့မမအဆောက်လုပ်နေရဲ့အခုကမာကာရက်ရှ်ကကျွန်တော်တို့ဘာစီလိုနာမှာဖောင်ကတော်တော်လေးကိုကောင်းတယ်9ဂိုးသွင်းပြီးတော့16ဂိုးဖန်တီးထားတယ်ပြိုင်ပွဲစုံမှာနီးပြဟန်စီဖလစ်ကလည်းမာကာရက်ရှ်ကိုသဘောကျတယ်အဓိကဖြစ်နေတဲ့ပြဿနာကဘုတ်ဖွဲ့ကမာကာရက်ရှ်ကိုအငှားနေတော့ခေါ်ချင်တယ်ဗျာပါမန်နဲ့တရားဝင်စာချုပ်ချုပ်ဖို့ကြတော့မန်ယူနိုက်တက်ကနေပြီးတောင်းနေတန်း30နဲ့40ကျောင်းမပေးချင်ဘူးဗျာဒီထက်ပိုပြီးတော့တက်တာတဲ့ဈေးနှုန်းနဲ့ရရင်တော့ခေါ်မယ်အဲ့လိုသဘောမျိုးရှိတယ်နောက်ပြီးတော့နွေရာသီမှာအဓိက target ထားနေတာကြတော့တိုက်စစ်မှုပေါ့နော်တိုက်စစ်မှုကို free ရမယ့်တိုက်စစ်မှုတွေရှိတယ်ဗျာမာကာရက်ရှ်ကိုတန်း30နဲ့ခေါ်ပြီးတော့ဒီမှာအသင်းမှာဆက်နေမယ်စား free ရတဲ့တိုက်စစ်မှုတယောက်ခေါ်ပြီးတော့လက်ဝင်ရဗျာ Ferran Torres ကိုပြန်ချလို့ရတယ်ဖီလိုပက်လည်းလက်ဝင်ဆော့လို့ရဆို Joao Fernandes လည်းလက်ဝင်ဆော့လို့ရတယ် right wing မှာဆိုရင် Rooney Bargi နဲ့ Yamel နဲ့2ယောက်ရှိရဗျာအဲ့တော့ striker နေရာကိုပဲ free ဂုံးဆင်းပြီးတော့အဲ့လိုမျိုးလဲထားခြင်းနဲ့အတင်းအားဆိုရင်နည်းနည်းလေးအတင်းကပတ်စံတက်တာသွားမယ်ဗျာတန်း30 40မကုန်တဲ့ option ကိုအတင်းကစဉ်းစားနေတယ်တည့်ရတဲ့အတင်းကချစ်တီးဖြစ်နေတဲ့အတွက် right personal အမြင်ကတော့ Margaret Show ခေါ်ကြည့်နေ Margaret Show ကျွန်တော်တကယ်ကိုသဘောကျတယ်ကျွန်တော်ရဲ့သူဘာစီလိုနာဖန်တော်တော်များလည်းသဘောကျတယ်ကွာအဓိကဖြစ်နေတာဒီတန်း30နဲ့40ကိုမပေးချင်တဲ့ပြဿနာပဲနောက်ထပ်အကြောင်းအရာတစ်ခုကတော့ကောင်းလာလားဆိုးတာလားညီကိုပဲပဲဆုံးဖြတ်ပါကျွန်တော်တို့ဘာစီလိုနာအသင်းကြီးမှာလူတွေကလိုနေသည့်တိုင်အောင်ဘုံဖွဲ့ဝင်နဲ့တော်တော်မှမလုပ်ဗျာဒါပေမဲ့လူငယ်အသင်းမှာကစားသမားတွေကိုတယောက်ပြီးတယောက်ခေါ်နေတယ်အခုလေအင်္ဂလန်နဲ့နော်ဝစ်စီးတီးရဲ့လူငယ်ကစားသမားလေးကိုကျွန်တော်တို့ဘာစီလိုနာရဲ့ဘာကာအက်တလက်တစ်ပေါ့နော်ဘာကာလူငယ်အသင်းကိုခေါ်ဖို့လုပ်နေတယ်ဒီကောင်လေးက right wing ကစားတာနာမည်ကတော့ AJ Tavares တဲ့အခုမှအသက်က15နှစ်ပဲရှိသေးတယ်ကျွန်တော်ဘာစီလိုနာနောက်ထပ်3နှစ် train လိုက်ရင်တော့ရမဲရဲ့ right wing ကနေရာမှာနောက်ထပ်အစားတိုးနိုင်မယ်ကစားသမားကောင်းတယောက်ပေါ့နော်ထဲလဲရှိရလို့ဘုံဖွဲ့အမြင်တဲ့အတွက်အခုကခေါ်ဖို့တော်တော်လေးနီးစပ်နေပြီနောက်ထပ်ခွန်မဲ့ကစားသမားလေးကတော့ကျွန်တော်တို့ဘာစီလိုနာမှာအဓိကလိုအပ်နေတဲ့နေရာဖြစ်တဲ့နံပါတ်9ပေါ့နော်နံပါတ်9 striker လုံးဝကို classic striker ပေါ့နော်သူ့ရဲ့ finishing တွေ physical appearance တွေနံပါတ်9ကစားဖို့အတွက်တော်တော်လေးကိုတင့်တော်တယ်ဒါမဲ့လည်းအသင်းကြီးတော့မဟုတ်ပြန်ဘူးဗျာဘာကာ athletic ပေါ့နော်ဘာကာလူငယ်အသင်းတွေအခုကောင်လေးက18မပြည့်သေးဘူးဆိုတော့အသင်းကိုအငှားနဲ့ခေါ်မယ်18ပြည့်ရတယ်တခါလေအပိသက်ဝယ်မယ်လို့ကျွန်တော်တို့သိရပါတယ်Hamza Edekarin လို့ခေါ်တယ်လူငယ်တွေပြိုးထောင်တာကောင်းပါတယ်ဘာလို့လဲဆိုတော့အသင်းကပတ်စံအများကြီးမရှိတဲ့လူငယ်တွေကိုပြိုးထောင်မယ်လူငယ်တွေရပြီးတော့အသင်းကြီးကိုဓာတ်ရိုက်တင်ပို့တာပေါ့နော်လာမာစီယာရှိနေရပဲကျွန်တော်တို့ဘာစီလိုနာတော်တော်လေးကိုကန်ကောင်းတယ်လို့ဆိုရမယ်လာမာစီယာသာမရှိရင်ကျွန်တော်တို့ရဲ့ budget အနေထားနဲ့ကတော်တော်လေးကိုတိုင်ပမဲ့အနေထားမှာရှိတယ်ဘာစီလိုနာရဲ့ဗီလာရီရဲ့ပွဲလူစင်းရဲ့ပတ်ထရီပါမှာပါတော့ကျွန်တော်မနက်ဖြန်ကျမှအသေးစိတ်ထပ်ပြောပါမယ်ကြည့်ရှုအားပေးလူတယောက်စီနေကျေးဇူးတင်ပါတယ်ခင်ဗျ